ကျွန်တော်ဒီအပိုင်းလေးမှာကျွန်တော်ဒီ test ကဏ္ဍကိုကျွန်တော်ဆက်လက်ပြီးတော့ဖော်ပြပေးပါမယ်အဲ့ဒီ test ကဏ္ဍဆိုတဲ့နေရာလေးမှာကျွန်တော်တို့ဒီ intro တွေနောက်ပြီးတော့ hausa တွေပေါ့နော်ဒီပြီးတော့ဒီhausa ပေါ့ DVC တွေခံပြီးတဲ့ခါကျရင်စာတန်းတွေဘယ်လိုထိုးကြမလဲဆိုတဲ့ကိစ္စကျွန်တော်ဒါအဓိကထားပြီးတော့ပြောပြချင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီအဲ့ဗီဒီယိုအပိုင်းလေးတွေကို hausa ကျွန်တော်ထားခြင်းတဲ့ဗီဒီယိုအပိုင်းလေးအဲ့ဒီ test လေးကဏ္ဍကိုကျွန်တော်ဆက်လက်ပြီးတော့ပြောပြပါမယ်ကဲအဲ့ဒါဆို test မှာတစ်ချက်နှိပ်မယ်နော်ကဲအဲ့ဒါဆိုကျွန်တော်တို့ဒီ test အပိုင်းလေးတွေမှာကျွန်တော်အင်မတန် hausa ပေါ့ဒီ lab ပါတဲ့ test လေးတွေအများကြီးပါဒီဖန်ဆင်းကိုလိုချင်တဲ့ style တစ်ခုကိုရွေးယူပါနော်ကျွန်တော်ဥပမာဒီစာတန်းကိုကျွန်တော်လိုချင်တဲ့ဒီ style ပေါ့နော်ဒီ style လိုချင်တဲ့ဆိုလို့ရှိရင်ဒါဆွဲယူလိုက်မယ်ပြီးယူထားလိုက်မယ်အဲ့ဒီနော် title လုပ်တဲ့နေရာလေးမှာအဲဒီမှာလာထားပြီဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဒီစာကြောင်းလေးဒီမှာရောက်ပြီဆိုလို့ရှိရင်အဲ့ဒါကိုထပြီးတော့ edit လုပ်ချင်တယ်ဆိုလို့ရှိရင်တစ်ချက်နှိပ်ပါဒီ title ဒီမှာဒီစာကြောင်းပေါ်လေးမှာဟုတ်ပြီကျွန်တော်ပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအင်္ဂလိပ်စာကြောင်းတိုင်းပဲထားမယ်ဆိုရင်တော့ဒါအင်္ဂလိပ်စာကြောင်းကျွန်တော်တို့ရိုက်ထည့်လိုက်ရင်ပါပဲเนาะဒီမှာတစ်ချက်နှိပ်ပြီးတော့အင်္ဂလိပ်စာကြောင်းလို့မထားခြင်းမြန်မာစာလို့ထားခြင်းတော့ဒါတွေကို select ပေးပါဆက်ပြီးတဲ့အခါကျရင်ကျွန်တော်တို့ဒီမှာရွေးယူလိုက်ပါကျွန်တော်ကတော့ဒီမှာ KB ကိုရွေးမယ် KB ဆိုတာကျွန်တော်တို့ကရင်စာရောနောက်ပြီးတော့မြန်မာစာတစ်ခုလုံးရေးနိုင်တဲ့ဟောစာကိုဖောင့်ဖြစ်ပါတယ်ကျွန်တော်တို့ရွေးလိုက်ပါပြီနောက်ဒီမှာမလို့ချင်းလေးစခြားစာလုံးထားပြီးတော့ရွေးပါရေးစေချာပါတော့အဲဒီစာကြောင်းကျွန်တော်တို့ဒီစာလုံးလေးကိုကျွန်တော်ကြိုက်ပြီးဆိုလို့ရှိရင်တော့ဥပမာဒီထဲမှာဆိုလို့ရှိရင်ဒါစာလုံးရဲ့အရွယ်စာထားပြီးတော့ရွေးလို့ရပါတယ်ကျန်တဲ့ဥစ္စာတွေဒီမှာသူ့ရဲ့ဒီ color တွေပေါ့နော်ကျွန်တော်တို့အနီရောခဏထားလိုက်ပါမယ်ကဲအဲ့ဒါပြီးဆိုလို့ရှိရင်ရိုက်ထည့်မယ် best pin နဲ့ဖြတ်ပြီးတော့ရိုက်ထည့်မယ်ကဲကျွန်တော်ဒီကျွန်တော်နာမည်လည်းကျွန်တော်ရလိုက်ပါမယ်ကဲအဲ့ဒါပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်စာပေါ့ဆွဲချလိုက်ပါလိုချင်တဲ့နေရာပေါ့နော်အဲ့လိုချင်တဲ့နေရာဒီမှာလောက်လေးဆွဲချလိုက်မယ်ဆွဲချပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအောက်စာပေါ့ပြန်ကြည့်နိုင်ဖို့အတွက်တစ်ချက်ကျွန်တော်တို့ကဲ timeline ကိုချက်နှိပ်ကြည့်လိုက်မယ်နှိပ်ကြည့်ပြီးဆိုလို့ရှိရင်ဒီကောင်ကဒါဘီနာမှာဒါကတ်ထားတော့ကျွန်တော်တို့ဒီဘီနာလေးမှာနည်းနည်းလေးဆွဲလိုက်ပါမယ်ကဲတော့ timeline ကိုပြန်ပြီးတော့ဖွင့်မယ်ကဲတော့ကြည့်ကြည့်မယ်အဲဒီမှာကျွန်တော်တို့ဒီ effect နည်းနည်းလေးများသေးတယ်ကြောင့်ကျွန်တော်တို့ effect တစ်ခုခဏလေးဖြုတ်ထားလိုက်ပါမယ်အဲဒါကျွန်တော်တို့ထားပြီးတော့ခဏနဲ့ပြန်ကြည့်ကြည့်မယ်နောက်တစ်ခါပြန်ပြီးတော့ကြည့်ကြည့်မယ်အဲ့ဒါပဲကျွန်တော်တို့စာကြောင်းထိုးတဲ့နေရာပါเนาะကဲနောက်တစ်ခုအဲ့ဒီမှာကျွန်တော်တို့ဒီတခြားဒီနေရာမှာပေါ့เนาะကျွန်တော်ဒီထဲမှာလိုချင်တဲ့စာကြောင်းလေးတွေပဲနေရာမှာထားချင်တယ်ပေါ့အဲ့ဒါလိုချင်တဲ့အပိုင်းလေးတွေမှာဒီမှာရှင်းတဲ့ဗီဒီယိုဖိုင်လဲအများကြီးရှိကြတာပေါ့ကဲဒီနေရာမှာဥပမာထားပြီးတော့ထားခြင်းတယ်ဆိုလို့ရှိရင်ဘယ်အပိုင်းကိုကျွန်တော်တို့ကြိုက်တယ်လေပေါ့အဲဒီအပိုင်းကိုကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာထားမယ်เนาะအဲ့ဒါဆွဲချပြီးတော့ဒီမှာထားမယ်ဥပမာအဲ့ဒါပဲကျွန်တော်တို့ဒီနှစ်ချက်နှိပ်မယ်ဒီထဲမှာကျွန်တော်တို့ထားပြီးတော့နှစ်ချက်ထားနှိပ်မယ်နောက်ပြီးတော့လိုချင်တဲ့မြန်မာစာလုံးပဲကျွန်တော်ထားပြီးတော့ရွေးမယ်ဒီမှာဒါတော့ကိုယ့်ရဲ့ချမ်းမြန်မာစာလုံးတွေထည့်ပါတော့ win font တို့ဒီကျန်တဲ့ Burmese font တို့ကျွန်တော်ကတော့ဒီထဲမှာ KB font ပဲအဓိကထားရခဲ့တော့ KB font ကိုကျွန်တော်တို့ထားပြီးတော့ရိုက်မယ်ဒီထဲမှာcolor ရောင်လေးကိုလည်းခုနလို background နဲ့နည်းနည်းပေါ်လွင်အောင်ကျွန်တော်တို့ရွေးမယ်နော်ရွေးပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီကဖြည့်လိုက်ပါဖြည့်လိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီထားပါမယ်ရိုက်မယ်ကောက်ပေါ့နော်ထိုင်နိုင်ငံမှာကောက်အဲ့ဒါကိုခဏကြည့်နာမှာချမယ်ဒီမှာအောင်လို့ရှိတဲ့နေရာကိုဆွဲချမယ်နောက်ပြီးတော့စာလုံးလေးတွေကိုလည်းကျွန်တော်တို့ဒီအောက်စာပေါ့အသေးဒီထက်သေးနေတယ်ဆိုလို့ရှိရင်ဒီ site ကိုယူမယ်ဟိုကဆွဲမယ်နောက်ပြီးတော့ဒီထက်အားကြီးပြီးလို့မယ်အဲ့ဒါမှ20နှစ်စသည်အပြင်20နှစ်ဆိုရင်ရန်ပြီးလို့လား
တက်လေးမှာယူပြီးတော့ထားလိုက်မယ်အဲ့ဒါနဲ့သူရဲ့ background နဲ့သိပ်ပေါ်ပြီးတခြားချပြီးတော့တခြား color လေးကိုကျွန်တော်တို့ရွေးယူပါမယ်အဲ့ဒါနဲ့ချက်နေပါပြင်အောင်ဟုတ်ပြီအဲ့ဒါကိုကျွန်တော်တို့ချက်ကြည့်ကြည့်မယ်အဲ့ဒါမှနည်းနည်းခက်မမြင်လေးခါနည်းနည်းလေးလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီထဲမှာထားပြီးတော့ဖြစ်မဲ့ second ပိုင်းလေး6 second လေးတော့ခဏထားလိုက်မယ်အဲ့ဒါပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဖွင့်ကြည့်မယ်အဲ့ဒါတွေ့ရမှာပါအဲ့တော့ကျွန်တော်တို့ဒီစာတန်းထိုးတဲ့အပိုင်းမှာဆိုလို့ရှိရင်သဘောကျတယ်မလို့ထင်ပါတယ်ကျွန်တော်တို့ဒီလောက်နဲ့ပဲအဲ့ဒါကိုစာတန်းထိုးတဲ့ကိစ္စလေးကိုသဘောပေါက်လောက်မယ်လို့ထင်တာနဲ့ကျွန်တော်ဒီလောက်ပဲပြောပြပါမယ်ဒါကြောင့်မလို့နောက်ပိုင်းဒီစာတန်းကောက်စားပေါ်တော့ test ကိစ္စနဲ့ပတ်သက်လာကိုယ်ရဲ့ draw မှာဘယ်လိုထားရမလဲဆိုတာကိုကျွန်တော်ဒီကိုနှိပ်ပြီးတော့လိုချင်တဲ့ဒီအပိုင်းအားလုံးကိုရွေးယူမှာပဲကိုကြိုက်တာတစ်ခုခုပေါ့နော်ဒီထဲမှာထည့်ပြီးတော့အဲ့ဒါဘယ်လိုတီးပြမလဲဆိုတာကျွန်တော်ဒီရောက်တဲ့အပိုင်းထဲမှာ click တစ်ချက်ခောက်ပါ click တစ်ချက်ခောက်ပြီးတဲ့အခါကျရင်ဒီမှာကျွန်တော်တို့ဒီပြင်တာပဲ click တစ်ချက်ခောက်ပါခောက်ပြီးတဲ့အခါကျရင်ကျွန်တော်အဲ့ဒါကို select ပေးမယ်လိုချင်တဲ့စာလုံးပေါင်းစံလေးရွေးမယ်ပြီးတဲ့အခါကျရင်ဒီပြင်တာကိုချိန်တော့ဒီကာစာဒီမြားလေးနဲ့ကိုကျွန်တော်တို့ကြိုက်တယ်လို့ဆွဲလို့ရပါတယ်နော်အဲ့ဒါဒီတိုင်းမှာပဲဒီဘက်မှာလည်းဒီတိုင်းပြန်ပြီးတော့ပြင်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့နဲ့ချက်ခောက်မယ်ရက်ကောက်ပူလာတဲ့အခါကျရင်ဒီပြင်နာလေးမှာချက်ဆက်ခောက်မယ်ကလေးကိုအဲ့ဒါခောက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့စာလုံးလေးကိုအဲ့ဒါကိုဘယ်လိုစာလုံးဒီဇိုင်းဖောက်နဲ့ထားခြင်းပဲရွေးပါအဲ့ဒါရွေးပြီးပြင်မယ်ဆိုလို့ရှိရင်ဒီကိုယ်ရဲ့ဗီဒီယိုနဲ့ပတ်သက်လာတဲ့ကျွန်တော်ဒီစာတန်းကိစ္စစာကြောင်းကိစ္စလေးတွေကိုဒါအားလုံးသဘောပေါက်ကြိုက်နေတဲ့မယ်လို့ထင်ပါတယ်အဲ့ဒီထဲမှာလည်းပဲကျွန်တော်တို့ဒီစာကြောင်းဒီမှာနောက်ပိုင်းကျွမ်းကျင်ခြင်းနဲ့ဆိုလို့ရှိရင်ဒီမှာကြည့်ပါအားလုံးပြင်ဆင်နိုင်ပဲအခန်းကဏ္ဍလေးဒီမှာအများကြီးရှိတယ်လို့ပြောတာကျွန်တော်လည်းဒီကနေပြောပြချင်ပါတယ်ဒါကြောင့်မို့ဒီအခန်းလေးမှာပဲကျွန်တော်ဒီတင်ပြခဲ့တဲ့အခန်း1အခန်း2အခန်း3အခန်း4အထိဟာဒီကိုယ်ရဲ့ဗီဒီယိုစတူဒီယိုရဲ့ဒီတီးပြနိုင်တဲ့နည်းလမ်းလေးတွေဟာအခြေခံအဖြစ်တီးပြလောက်မယ်လို့ကျွန်တော်ယူဆပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ဒီလောက်တဲ့ဗီဒီယိုပိုင်းလေးအားလုံးပြီးမြောက်ပြီးဖြည့်သည့်အတွက်ကြောင့်ကျွန်တော်တို့ဒီဗီဒီယိုနောက်ဆုံးဒါကျွန်တော်တို့ဗီဒီယိုဖိုင်ဖြစ်အောင်ကျွန်တော်တို့သိမ်းထားတော့မယ့်အခါပေါ့နော်အဲ့ဒီသိမ်းထားမယ်ဆိုလို့ဘယ်လိုသိမ်းရမလဲဆိုတဲ့အပိုင်းဘယ်လိုစစ်ထားရမလဲဆိုတော့ကျွန်တော်တို့မျိုးရှိပါတယ်ဒီ project နဲ့စစ်မလားဗီဒီယိုဖိုင်ဖြစ်နေစစ်ထားမလားဆိုတာကျွန်တော်မျိုးရှိပါတယ်ကိုလိုတဲ့လုပ်ငန်းစဉ်တွေပြီးပြသေးဘူးဆိုရင်တော့ဒါကျွန်တော်တို့ဒီဖိုင်တွေက CS နဲ့ကျွန်တော်တို့ဒီဟောစာပေါ့ project ကိုဒါသိမ်းထားရမှာဖြစ်ပါတယ်ဒါ project လို့ခေါ်ပါတယ်ဒါနော်project လို့သိမ်းထားတယ်ဆိုတာကျွန်တော်တို့ဆိုလိုတာကနောက်တစ်ချိန်ကျွန်တော်တို့ပြန်ဖွင့်ပြီးတော့ဒီလောက်ထားတဲ့ဖိုင်အတိုင်းပဲပြန်ပြီးတော့ edit ပြန်လုပ်ချင်တယ်ဆိုလို့ရှိရင်ဒီ CS နဲ့ဒါသိမ်းထားပြီးတော့ကျွန်တော်တို့ CS နဲ့မှာပေါ့နော်သိမ်းထားပြီးတော့ဒါပြန်ပြီးတော့တီးဖြနေတဲ့သဘောပါပဲကဲအခုမှကျွန်တော်ကတော့ဒီဗီဒီယိုခန်းတစ်ခုလုံးကိုတီးဖြထားတာပြီးမြောက်ပြီးဖြစ်တဲ့အတွက်ကြောင့်အခြေခံအားဖြင့်လည်းကျွန်တော်ထင်တာပေါ့နော်ဒီတတောင်းတနေရာကနေအကျိုးစီတဲ့တနေရာပြည့်နားလည်မယ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီလောက်တွေပဲအခန်းကဏ္ဍ၄အထိကိုကျွန်တော်တင်ပြထားပါတယ်ကျန်တဲ့အစိတ်ပိုင်းတွေကိုကလိုချင်တယ်ထပ်ပြီးတော့ဟိုမှာပို့ပြီးတော့သိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကိုယ်တိုင်အဲ့ဒါကိုလေ့လာကြည့်ပါကျွန်တော်လုပ်ခဲ့တဲ့ဒီအပိုင်း1ပိုင်း2အပိုင်း3အပိုင်း4အထိကထားကဒီလေ့လာကြည့်မယ်ဆိုလို့ရှိရင်တော့ကိုယ်ရဲ့ဗီဒီယိုစတူဒီယိုဒီ Pro X3 ရဲ့ဗီဒီယိုတီးဖြတ်နေနည်းလမ်းတွေကိုအခြေခံအားဖြင့်လုပ်တတ်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒါကြောင့်မလို့ကဲအခုဘလိုဗီဒီယိုဖိုင်တစ်ခုအဖြစ်သိမ်းထားတော့မယ်ဆိုလို့ရှိရင်တော့နံပါတ်3ဖြစ်တဲ့ခုမှကျွန်တော်လုပ်တဲ့အခန်းကဏ္ဍအားလုံးစိတ်ကြိုက်ဖြစ်ပြီးဆိုလို့ရှိရင်အခန်းကဏ္ဍမှာဖြစ်တဲ့အဲ့ဒီ3 share ဆိုတဲ့အခန်းကဏ္ဍကိုနှိပ်ပါကဲတွေ့ပြီနော် share နှိပ်ပြီးဆိုလို့ရှိရင် create video file ကိုကျွန်တော်တို့ဆက်နေရမှာပဲကျန်တဲ့ဥစ္စာတွေတော့ဒါထားလိုက်ပါတော့နော် DV recording ဘာညာစသည်အပြင်တော့ဒါကျွန်တော်တို့ဒါတွေဒီဘိုင်းနဲ့သိမ့်မလို့အပ်ပါဘူးလိုအပ်တဲ့ဘိုင်းမှာကျွန်တော်တို့ create video file ဟုတ်လားကဲ create video file ကိုနှိပ်မယ်create video file နှိပ်ပြီးဆိုလို့ရှိရင်ဒါဒီဘိုင်းမှာကြည့်လိုက်ပါဒီထဲမှာလည်းပဲမြောက်များစွာစီးကြပါတယ်ကျွန်တော်ကတော့ဒီထဲမှာအသုံးများတဲ့အပိုင်းတွေပဲကျွန်တော်ပြောပြပါမယ်ဘယ်လိုသိရမလဲဆိုလို့ရှိရင်ဒီရိုးဘူးစီပုံကိုယ်သမားတယောက်အတွက်ဟာတော့ unpad ဆိုတဲ့ဒီ optimizer နဲ့ပဲကျွန်တော်တို့သိသိချင်းပါတယ်เนาะဒါတစ်ခုမှထားလိုက်ပါအဲ့ဒီ DVD ပုံကိုဆိုရင်တော့ကျွန်တော်ဒီ DVD ကိုယူပြီးတော့ဒီ NDS ကကျွန်တော်တို့ဒီလိုချင်တဲ့ဥစ္စာလိုက်ကိုဥစ္စာပေါ့အဲ့ဒါကိုထားပြီးတော့ဒီထဲမှာသိမ့်ပါအမှ DVD ဖိုင်နဲ့ကူးချင်တဲ့ပုံကိုပေါ့เนาะဒါ DVD ဖိုင်နဲ့ပုံကိုတဲ့ပုံကိုများအတွက်ဟာတော့ကျွန်တော်ဒီထဲမှာဒါ DVD ဖိုင်ဆိုတာကတော့ကျွန်တော်မပြောတော့ DVD ဖိုင်ဆိုတာမှန်ဖိုင် site ကြီးတဲ့အတွက်ကြောင့်ဒါထားလိုက်ပါเนาะဒီ DVD ဖိုင်ကိုကျွန်တော်တို့လူချင်တဲ့ပုံကိုများလာဒီတစ်ခုချင်းဒါမိမိရဲ့ဒီလူချင်တဲ့အခန်းကဏ္ဍလိုက်ကျွန်တော်တို့ဒီမှာစစ်ထားပါမယ်ကျွန်တော်တို့ဒီမှာကဲပုံမှာသိရင်တော့လေဒီ NDS Unpad 2ကိုဒါသိရင်တော့ကျွန်တော်တိုက်တွန်းချင်ပါတယ်เนาะကဲ MB4 သိရင်တဲ့ပုံကိုများဆိုရင်တော့ဒါ MB4 ကျွန်တော်ဒီမှာယူပြီးတော့ဒါသိမ်းထားလို့ရပါမယ်ဒါမှမဟုတ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ internet web ပေါ်မှာတခါတည်း
တင်ကျင်တဲ့လုံချင်တဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ FLV ဆိုတဲ့ဒီအခန်းကဏ္ဍလေးကိုဒီသုံးခုကြိုက်နေတဲ့တစ်ခုခုတော့ရွေးပြီးတော့အဲ့ဒါသိမ်းထားမှာပဲကျွန်တော်တို့ဒီခုဒီ embed optimizer ကိုပဲရိုး VCD နဲ့ပဲကျွန်တော်သိမ်းထားပေးပါမယ်ကဲသိမ်းထားပြီဆိုလို့ရှိရင်ဒီ total saving time ဆိုလို့ရှိရင်အဲ့ဒါကျွန်တော်တို့ block ကြာမလဲဆိုတာကသူကပြောရပါတယ်ဘယ်နှမိနစ်တော့เนาะနောက်ပြီးတော့အဲ့မှာ timeline အဲ့ဒါကိုအဲ့ဒါ single minute layout ဆိုတာကဒါသူပြောတာတွေကလည်းပြဿနာမရှိပါဘူးဒီထဲမှာကျွန်တော်တို့ဒီအောက်ဥစားပေါ့လိုအပ်မဲ့ဒီအပိုင်းလေးတွေကိုကျွန်တော်တို့ဒီပဲအထိပဲ energy အောက်အောင်စက်တွေအဖြစ်သူကပြောပြတော့ဒီထဲမှာလည်းပဲကျွန်တော်တို့ဒီအောက်ဥစားမျိုးတွေဒါသူရွေးထားပြီးသားပါကိုရွေးစရာမလိုတော့အဲ့ထဲမှာ asset ဆိုတဲ့စကားလုံးနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ file နာမည်တွေပေးမယ်ပေါ့နော်နောက်ပြီးတော့လည်းဒီ video ကိုမှထားမလဲကျွန်တော်တို့ဒါ desktop ရွေးလိုက်ပေါ့နော် video file ဥမာတော့ဒါအေးသုံးလုံးပဲသဘောတရားပြီးအေးလေးလုံးပေါ့ဒါ embed file နောက်ပြီးတော့ embed optimizer ဒါအားလုံးပြင်ဆင်ပြီးဆိုရင်စစ်နှိပ်လိုက်ပါနော်ကဲစစ်လိုက်လိုက်ဆိုကျွန်တော်တို့ဒါဒီကိုသိမ်းတဲ့အနေထားဖြစ်ပါကိုယ့်ရဲ့ဗီဒီယိုတီးဖြတ်ထားတဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်တို့ဒါဗီဒီယိုခွေစာဆိုလို့ရှိရင်တော့ဘာပဲပြောကျွန်တော်တို့ဒီမိနစ်40 50အထိဒါတနာရီလောက်ဒါစောင့်မှာဖြစ်ပါတယ်ဒါပဲအရာမဆိုပဲဗီဒီယိုတီးဖြတ်တဲ့ editing ဆိုကျွန်တော်တို့ဗီဒီယိုပြန်ပြီးတော့သိမ်းတဲ့အခါကျရင်ဒီလိုပဲကြာတာပါတယ်ဒါတော့ကျွန်တော်တို့ခဏလေးလောက်ထားတဲ့ဖိုင်လူမူနာအဖြစ်ဖြစ်ပြီးအတွက်ကြောင့်ဒါကျွန်တော်ဒီလောက်နဲ့ပဲဥစားပေါ့နော်ဗီဒီယိုဖိုင်တစ်ခုကိုတီးဖြတ်နိုင်တဲ့အခြေခံသဘောတရားလေးတွေကိုကျွန်တော်ရှင်းပြနိုင်ပါတယ်ဒါကြောင့်မို့ကျွန်တော်ရှင်းပြတဲ့အရာဝတ္ထုတွေကိုခုနလိုအားနည်းချက်များရှိခဲ့တော်၎င်းအမှားများရှိခဲ့တော်၎င်းအဲ့ဒါ professional ဆရာ